perform a surface analysis surface analysis ကို perform လုပ်ဆောင်နေဆိုတာဘာလဲဆိုတော့ဒီသင်ခန်းစာကြတော့ငါတို့က surface analysis ကိုဒီ property တွေကဝင်ပြီး analysis tab တွေမှာငါတို့တွေ setting တွေချိန်လိုက်တယ်ချိန်ပြီးသွားတာနဲ့မြင်ရတာမဟုတ်ဘူးเนาะအဲ့လိုမျိုးပြန်ပြီးတော့သူ့ကို display ထဲမှာတွားပြီး show on လုပ်ပေးရတယ်ပေါ့နော်မိသွားဖွင့်ပေးရတယ်အဲကြောင့်မလို့ how to show a surface analysis ဘယ်လိုမျိုးဒီလိုမျိုးပုံစံပေါ်အောင်လို့ဘယ်လိုလုပ်မလဲဆိုတာကိုလေ့လာရပါမယ်ဒါကရှေ့ရသင်ခန်းစာမှာလည်းပြောလိုက်ပြီးသားပေါ့နော်မပြောလိုက်ပြီးသားဆိုတော့ကဲနောက်တစ်ခေါက်ပြန်ပြောလိုက်ပါမယ်နော်ဒီမှာမတော့ဒါဒီ surface က contour line style surface ပေါ့နော်အဲ့မှာပဲရတယ်surface analysis တစ်ခုလုပ်ကြည့်မယ် sorry create surface မဟုတ် surface EG ပေါ်မှာ property တွေကနေ analysis တွေကနေဝင်ပြီးတော့ဒီ surface type မှာ slope ကိုရွေးလိုက်မယ် slope ကိုရွေးပြီးတော့ဒီ 5 ပေါ့နော်ဒီပုံစံနဲ့မတို့က okay အဲဆိုရင်အဲ့ဒါကို apply လုပ်လိုက်ပြီမယ်ဒီအောက်မှာသွားမပေါ်ဘူးเนาะဘာကြောင့်မပေါ်ရလဲဆိုလို့ရှိရင်မတို့ကသူ့ကို display ထဲမှာ on ပေးရမယ်အဲ့ဒါဘယ်လို on ရလဲဆိုတော့ဒီမှာသွားပြီးတော့ဒီခဲတံလေးကိုနှိပ်ပြီးတော့ display ထဲမှာဘယ်ရလဲဆိုရင် slope ကိုသွားပြီးမီးလေးဖွင့်ပေးဖို့လိုရယ်เนาะ slope ကိုမီးလေးဖွင့်ပြီးတော့မှ apply လုပ်လိုက်တော့နောက်မှာပေါ်လာပြီเนาะပေါ်လာတဲ့အချိန်မှာokay ကဲထွက်ပြီးတော့ကြည့်လိုက်မယ်ကြည့်လိုက်တော့ငါတို့အနီရောင်လေးအများကြီးပဲတိတ်ပြီးတော့ဘယ်ဘလောက်လဲဆိုတော့တိတ်ပြီးတော့မသိတာဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဟာကဘာကြောင့်လဲဆိုတော့ analysis တမှာငါတို့ဒီ slope ကိုတက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘာကြောင့်လဲဆိုတော့ဒီမှာပါ0ကနေပြီးတော့10ထိကဒီရအဲ့တော့ဒီမှာလဲဒီလိုအနီရဲတွေအများကြီးပဲဖြစ်နေပါတော့အဲ့တော့ဒီ surface မှာ0ကနေ10ထိပါ10% ဒီပါ slope တွေကအများဆုံးဖြစ်ပြီးတော့အဲ့ထက်များတဲ့ slope တန်ဖိုးတွေကတိတ်မပါတဲ့အတွက်ကြောင့်နည်းနည်းလေးပဲမြင်နေရတယ်အဲ့ဒါကြောင့်မတို့ကပြန်ပြီးတော့သူ့ကိုပြန်ပြီးတော့ဒီ default style ပေါ့နော်သူရဲ့ original auto လုပ်ပြီးရဲ့ style ကိုပြန်ပြီးတော့ apply လုပ်လိုက်မယ် apply လုပ်လိုက်မယ်ဆိုရင် okay ဆိုရင်ဒီမှာ0ကနေ10အထိကြားတဲ့ကကိုမှတခြားအယောင်လေးတွေပါတခြားလေးခွဲကြပြီးတော့မျိုးစားအများကြီးနဲ့ပြပြီးရပေါ့နော်0ကနေပြန်ပြီးတော့တိတ်လေးတွေပြန်စိတ်လိုက်တာကွာ0ကနေ 1.4% ဒီအနီရဲ့ဒီလိုမျိုးပေါ့နော်ဒီအနီရဲ့ 1.4 ကနေပြီး2 point ဘလောက်ဆိုတာကနောက်ထပ်ပိုရင်းတဲ့အရာအဲ့လိုမျိုးလေးခွဲပြီးတော့အနီရောင်အပုတ်ဆုံးရောင်ကဒီ6% ကျော်တဲ့နေရာပေါ့နော်ဒီလောက်တွေအဲ့တော့အဲ့လိုမျိုးနဲ့ surface analysis ကို perform how to show perform အကြောင်းကိုငါတို့လေ့လာလိုက်ရပါတယ်ဒီတော့ဒီ PDF ကိုတော့ပြန်မသွားတော့ဘူးနော်မိခွန်းဟောင်းတန်းဖြည့်ပါမယ်မိခွန်းကပါမိထားလဲဆိုတော့ after a surface analysis is performed it needs to be turned on in the surface time မတော့ surface analysis တဲ့မှာတော့ပြီးတော့slope တွေရွေးလိုက်တယ်ပြီးတော့5ခုခွဲမယ်ဆိုပြီး5ကိုရွေးပြီးမြားလေးနှိပ်လိုက်တယ်အဲ့လိုနှိပ်ပြီးသွားလို့ရှိရင်တဲ့ it need to be turned on ဖွင့်ပေးဖို့လိုတယ်တဲ့ surface တိုင်းကိုသွားဖွင့်ပေးဖို့လိုတယ်တဲ့အဲ့မှန်လားမှားလားဆိုရင်မေးရပါဘောနော်အဲ့ဒါကမှန်ပါတယ်နော်ဘာကြောင့်လဲဆိုရင်မှတ်မိလားမသိဘူးညီမတို့က surface analysis ထဲမှာတခြားလေးစတဲ့နေချိန်ပြီးသွားတယ်နောက်မှာ surface ကသွားပြီးပြောင်းသွားမမြင်ရဘူးလေဘာလောက်ပြီးမှပြန်လိုက်ပြောင်းလဲဆိုရင် surface တိုင်းတွေကိုသွားပြီးတော့ခဲတံလေးကိုသွားနှိပ်တယ်လေခဲတံလေးကိုနှိပ်ပြီးတော့အဲ့ခဲတံလေးထဲမှာတက်တွေအများကြီးနှိပ်လိုက်ရင်အများကြီးကျလာတဲ့ထဲမှာဒီနောက်ဆုံးသားလေးမှာ display tab လေးရှိရဲ့အဲ့ထဲမှာပါတယ်မီသီးလေးတွေကမှာကို perform လုပ်ထားတဲ့ surface တိုင်းပေါ့နော် slope ဆိုရင် slope ရဲ့မီသီးလေးကိုslope ရဲ့မီသီးလေးကိုသွားပြီးတော့ဖွင့်ပေးရပါတယ်အဲ့တော့မှသာလျှင် turn on လုပ်ပေးမှသာလျှင် surface တိုင်းကို surface analysis ကိုမြင်ရဖြစ်တဲ့အတွက်ဒီအဖြေကမှန်ပါတယ်ကဲဒီနေ့ဒီသင်ခန်းစာကတော့ဒီလောက်ပါပဲနောက်ထပ်သင်ခန်းစာမှာပြန်ဆုံပါမယ် surface သင်ခန်းစာကြီးကြံသေးရနော်နောက်ထပ်အခုဆိုရင်ဒီနေ့ကဘယ်လောက်ထိလဲဆိုတော့14ထိပဲပြီးသေးရနော်14ထိပဲပြီးသေးရဆိုအားလုံးပေါင်းဘယ်လောက်ထိရှိရလဲ22ထိရှိပါသေးရဲ့ surface သင်ခန်းစာလေး Okay bye bye